Christopher Nolan ရဲ့ The Odyssey ကားကိုသူကြည့်စေခြင်းတဲ့ format မှာကျွန်တော်ကြည့်ခဲ့တယ်။လွယ်ကူတော့မဟုတ်ဘူး။ကျွန်တော်အဲ့ကားကိုတစ်ပတ်ထဲမှာ2ခါကြည့်ရ။ Opening week မှာကျွန်တော်2ခါကြည့်ရနော်။ပထမတစ်ခါက IMAX အတုဒုတိယတစ်ခါကတော့သူကြည့်စေခြင်းတဲ့တကယ်သူရည်ရွယ်ထားတဲ့ format နဲ့ IMAX 70mm အစစ်မှာကျွန်တော်ကြည့်တာ။ဇလန်းကလွန်ခဲ့တဲ့တစ်နှစ်လောက်ကစားတယ်။ The Odyssey ကားကို2026ခု9လပိုင်းမှာတင်မယ်ဆိုပြီးကြေညာတယ်။အဲ့ဒီအချိန်မှာတည်းက IMAX လက်မှတ်တွေစရောင်းတယ်တိတော့မသိလိုက်ဘူးအကုန်ပြောင်းသွားတယ်ဒါပေမဲ့မတက်နိုင်ဘူးပေါ့နော်ဟိုတကယ်တင်ကန်ရင်းကြလို့ရှိရင်ထပ်ရောက်မှာပဲအဲ့ခါကျရင်ရမှာပဲပေါ့ကျွန်တော်စိတ်ထဲမှာအဲ့တုန်းကသိတာ IMAX ရုံတွေကအများကြီးပဲလက်မှတ်တွေတရက်ထင်းနဲ့ရောင်းကုန်သွားဆိုတော့မဖြစ်နိုင်ဘူးဗျာသိရမှာကျွန်တော်ထင်လိုက်တာပထမဆုံးတရက်အတွက်ကိုပဲတဲလှုပ်ဖြစ်နေ fan တွေအတွက်လက်မှတ်ကြိုးရောင်းလိုက်လို့ထင်တာโอเคအဲ့လိုနဲ့လက်မှတ်တကယ်ရုံတင်ကန်นี้မှာကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းလက်မှတ်တကယ် IMAX လက်မှတ်တွေတကယ်ရောင်းတဲ့ခါကျတော့လေကျွန်တော်ခက်ခဲတော့ယူရပါမယ်ရတော့ရလိုက်တာပဲရတာမှကျွန်တော်ဂျာတာဘရင်းနေ early show တွေကိုကျွန်တော်ရတော့ကျွန်တော်ထုံးစံတိုင်းသွားကြည့်သည်ပေါ့ဗျာသိရမလားစိတ်ထဲမှာလည်းခတ်တယ်သာပြောတာအဲ့လိုလည်းမခတ်ပါဘူးဆိုပြီးတော့တွေးနေတာရရှင်သွားကြည့်တာတော့လေ IMAX ကြီးမှကြည့်ရတယ်ဗျာ Odyssey ရဲ့ဒီ early show ပြောနေတာတော့ရကျေနပ်ပြီးပြဿနာနောက်ထပ်တစ်ရက်အကြာမှစတယ်ကြည့်ပြီးတော့တစ်ရက်ကြာမှအင်တာနက်မှာကြည့်တော့သတင်းတွေတက်တာရောသူကကျွန်တော်ခုနကြည့်နေကြယုံမှာကျွန်တော်လက်မှတ်မရဘူးလေအဲ့ယုံမှာလူတွေအကုန်လုံးပြုံတိုးနေဘယ်လောက်တောင်ဆိုလဲဆိုလို့ရှိရင်အဲ့ယုံကမနက်3နာရီပွဲတို့မနက်3နာရီနော် 3am ပြီးရင်မနက်9နာရီပွဲတို့အဲ့လိုမျိုးတွေပြတာယုံပွဲချိန်တွေထပ်တိုးတာဆိုတော့သဘောကတနေ့ကုန်24 hour run တဲ့သဘောဖြစ်သွားတာနော်အဲ့နဲ့ကျွန်တော်စိတ်ထဲမှာတမျိုးလေးဖြစ်သွားပြီဘာဖြစ်လို့လဲပေါ့နော်ဆက်ပြီးနည်းနည်းလေးလိုက်လေးလာကြည့်တော့ Christopher Nolan ကဒီကားကို IMAX 70mm နဲ့အစအဆုံးရိုက်တယ်ဆိုတဲ့နေရာမှာကျွန်တော်က 70mm ဆိုတော့မမြင်ပဲနဲ့ IMAX ဆိုတာပဲမြင်တယ်တကယ်ကကွာတယ်ဗျာသိလားဥပမာတစ်ခုပြောပြမယ်ကျွန်တော်ရုပ်ရှင်ရုံတွေမှာအများဆုံးတွေ့တာကသူ့ရဲ့ screen ratio ဒီ 2.39:1 Dowman Stugan shape ရှိတယ်ဒါပေမဲ့ IMAX ရဲ့ ratio ကြတော့4000ပိုကျတယ်သိလားဆိုတော့ကျွန်တော်တို့ IMAX မှာသူက2မျိုး grade 2မျိုးထပ်ခွဲdigital IMAX နဲ့တကယ် full IMAX ပေါ့နော် IMAX GT လို့လည်းခေါ်တယ် 15:70 လို့လည်းခေါ်တယ်digital IMAX ကကျွန်တော်တို့ပုံမှန်ပြဥမာယုံတွေမှာ IMAX ဆိုပြီးတော့စာတန်းထိုးထားတဲ့တစိမ့်ကြီးကတ်ထားတဲ့ယုံတွေမှာအနိမ့်ဆုံး requirement digital IMAX သူ့ရဲ့ screen ratio က 190:1 ဆိုတော့ 1.90:1 ဗျာဒီလားအဲ့လောက် 190:1 ratio ရှိတယ်ဆိုလို့ရှိရင် IMAX projector တွေတုံးတယ်ဆိုလို့ရှိရင်သူ့ standard နဲ့ကိုင် IMAX ကသူ့ branding ကိုပေးတယ်ဆိုတော့ IMAX theater ဆိုတိုင်း IMAX အစ်မဟုတ်ဘူးအဲ့ဒါကိုလည်းကျွန်တော်အခုမှသိတာနော်တကယ် IMAX က 143:1သဘောကဒီလိုရှိတယ်ပုံမှန်ယုံတွေကဒါပေမဲ့ IMAX ကတော့ဒီလိုကျဲတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်အဲ့မသိဘူး live ဖက်ကြည့်အောင်ဟာဒုက္ခပဲအဲ့ဆိုငါကြည့်ခဲ့ယုံကြီးကဘာကြီးလဲပေါ့နော်အဲ့တော့မှ live ကြည့်တော့ကျွန်တော်ကြည့်ခဲ့တဲ့ယုံကအင်တာနက်မှာ LiveMax လို့သူတို့ကခေါ်နေ IMAX 2ကြီးပေါ့အဲ့မှာလူကဘယ်လိုဖြစ်သွားလဲဆိုဟာငါကြီးခဲ့တာချီရုပ်ကြီးလားမသိဘူးဆိုပြီးတော့စိတ်ကလော်ဖီးကျဲသွားချင်းမဲ့လူကအလိုလိုအဲ့ခုနကတော့ IMAX 70mm အစစ်ဆိုတဲ့ဟာလက်မှတ်ကိုကျွန်တော် app ထဲမှာလိုက်ရှာစိုးအောင်ဖြစ်တာမှန်တယ်ဒါပေမဲ့တစ်ခါလေကျရင်တချို့ကသူတို့ဒီထက်ပိုကောင်းတဲ့လက်မှတ်ရသည်ဖြစ်စေဒါမှမဟုတ်သူတို့ပွဲချိန်အဆင်မပြေတော့သွားကြရလဲဆိုရှိလို့ရှင်သူတို့ရဲ့ ticket တွေကိုဝယ်ပြီးသား booking တွေကို cancel လုပ်တယ်အဲ့လို cancel လုပ်တော့ drop တယ်ခေါ်တာပေါ့အဲ့ drop တဲ့လက်မှတ်တစ်စောင်ကျွန်တော်ရတယ်ဒီဟာရတာလဲကျွန်တော်ကစနေနေ့ရဲ့ည7ပွဲကိုကျွန်တော်ရတာအဲ့တော်တော်ကန်ကောင်းတယ်ပြောရမယ်ဘာဖြစ်လို့လဲဆိုတော့ opening week မှာIMAX 70mm ကိုရဖို့ဆိုတာခဲရင်းနေဗျာသိလားပြောပြမယ်နော်ကျွန်တော်တို့ဒီ Christopher Nolan ရိုက်တယ်ဆိုတော့ IMAX 70mm ကိုပြလို့ရတဲ့ယုံကတကဘာလုံးမှာ41ယုံပဲရှိတယ်ဒီပြည်နယ်ကြီးတစ်ခုလုံးမှာ1ယုံပဲရှိတယ်အဲ့ဒါကျွန်တော်ကြည့်နေကြယုံကျွန်တော်ကမသိခဲ့ဘူးရင်တော့လည်းလေအဲ့ဒီယုံကိုဒီတခြားပြည်နယ်ကလူရပါလာပြုံကြီးကြည့်ရဆိုတော့ဒီယုံရဲ့လူအုပ်ကြီးကိုမြင်အောင်ကြည့်လိုက်အဲ့ဒါနဲ့ည7ကြီးကျွန်တော်သွားတော့အဲ့မှာတန်းစီနေလူအများကြီးပဲသိလားအဲ့ဒါရုပ်ရှင်ကြည့်တာပေါ့နော်အဲ့ IMAX 70mm ဆိုတာကြီးနဲ့ကျွန်တော်ကြည့်တယ်ကျွန်တော် row ကအဲ့တုန်းကရတာ D row ရှေ့ရပြီးလို့ရှိရင်4တန်းမြောက်ဒီလိုမော့ပြီးကြည့်ရတယ်ဗျာဒါပေမဲ့ဟိုအင်တာနက်မှာပါနေတဲ့ meme တွေလိုမျိုးဒီလိုလူကြီးကအဲ့လိုပုံကြီးရဒီလိုကြီးအဲ့လိုကြီးတော့ရုပ်ပြစင်မဲ့တော့မဖြစ်ဘူးသိလားတကယ်ပြောတာအဲ့လိုမဖြစ်ဘူးဒါပေမဲ့ကြည့်ရတယ်နဲ့ဇက်ညောင်းတယ်ဗျာဇက်သေးပါတွေချိုးရတယ် perfect ကြီးတော့မဟုတ်ပေါ့ anyway ကျွန်တော်ကြည့်လိုက်တယ်ဗျာဘာကွာခြားလဲဆိုတော့ IMAX 70mm နဲ့က quality တော်တော်ကွာတယ်သူ့ရဲ့ resolution က 18K ရှိတယ်
digital IMAX ရဲ့ resolution က 4K ပဲရှိတယ်ပြီးတော့ဒီ IMAX 70mm တကယ် film projector ဒီရိုက်ကွင်းမှာသူတို့ရိုက်ထားတဲ့ film တွေကိုကူးပြီးပွားပြီးတော့ကျွန်တော်တို့ကဒီမှာတစ်ခါတည်းပြန်ကြည့်ရတာဆိုတဲ့အတွက်digital conversion မရှိဘူးဗျာဘာလဲလို့ဆိုဓာတ်ပုံရိုက်လို့ရှိရင် raw ရိုက်တာနဲ့ JPEG နဲ့ကွာလို့ပဲပေါ့နော်ရုပ်ထွက်အရန်ကွာတယ်ပြီးတော့အတန်ထွက်အရန်ကွာတယ်ကျွန်တော်ကိုယ်တိုင်သတိထားမိတယ်ကြည့်တဲ့ရက်ကတိတ်မကွာဘူးဆိုတော့ရှင်ကြည့်လိုက်လို့ဖြစ်သွားတာဗျာဒီလားနော်143ရဲ့ဒီ full IMAX ရဲ့အားသာချက်ကသူကလူတယောက်ရဲ့အမြင်မှာဗျာအဲ့လို peripheral ဆိုတာရှိတယ်ရှေ့ကိုကြည့်နေပေမဲ့ဘေးကိုလည်းနည်းနည်းလေးမြင်နေရတဲ့ဟာမျိုးတွေများဒီလားမျက်လုံးမှာအဲ့လိုရှိတယ်143 ratio อ่ะတဲ့သူကဒီ peripheral vision တခုလုံးကိုဖြည့်ပြီးသားဖြစ်သွားတယ်ဒီဘေးတွေရယ်ဒီဘေးတွေအပေါ်ပဲအဲ့ဒါကို auto ဖြည့်ပြီးသားဖြစ်သွားတယ်အဲ့တကယ်မှန်တယ်ဒီ row မှာကျွန်တော်ကြည့်ရတော်တော်သိတာတယ်အပေါ်ရောအောက်ရောလုံးဝပြည့်ပြီးကျွန်တော်အဲ့ wall ရဲ့ရောက်သွားလို့ခံစားရတယ်ဗျာပြီးတော့ဟို film နဲ့ကြည့်ရတဲ့ကားတွေဟာ digital projector နဲ့ထိုးပြတဲ့ကားတွေနဲ့ taste กว่าတယ်ဘာလဲတော့ကျွန်တော်အတိအကျမပြောတတ်ဘူးဒါပေမဲ့မတူအဲ့ထူးခြားမှုတစ်ခုရှိတယ်ဖလင်နဲ့ကြည့်တဲ့ကားကျွန်တော်ငငယ်တုန်းက Titanic တစ်ခါကြည့်ဘူးလေယုံမှာသမရယုံမှာပြီးတော့ကျွန်တော် Armageddon ကားကြည့်ဘူးလေပြီးတော့မောက်မှုပိုင်ရှင်တို့ဘာလို့ကျွန်တော်ကြည့်ဘူးလေပြီးတော့ရှိယုံမှထင်တယ်အဲ့ချိန်တုန်းကအဲ့ကားရဲ့ယုံတင်တော့ကျွန်တော်စိတ်တွေမြန်မာ projector တွေကဖလင်နဲ့ပြနေတော့မယ်အဲ့လိုမျိုး taste မျိုးကကျွန်တော်ဒီမှာပြန်ရတယ်သိလားဖလင်နဲ့ကြည့်ရတဲ့ဟာကဖလင်နဲ့ပြတာကိုကြည့်ရတဲ့ဟာကတော်တော်กว่าတယ်မတူဘူးကျွန်တော်ဒီ Odyssey မတိုင်ခင်တော့ရှေ့မှာကျွန်တော် One Battle After Another Leonardo DiCaprio ကအဲ့ဒီကားကို Vista Vision နဲ့ကျွန်တော်ကြည့်ခဲ့ဘူးတယ်အဲ့ဒီတုန်းကလည်းသူတို့က Vista Vision ကနှစ်ပေါင်း85နှစ်လားမသိဘူးအဲ့ဒီမှာအခုဒါပထမဆုံးတစ်ခါပြန်ပြတာဆိုတော့အဲ့ဒီတုန်းကဘာညာမှုသွားကြည့်လိုက်သေးတယ်အဲ့ဒီတုန်းကလည်း film နဲ့ကြည့်ရတဲ့ feeling ကိုပြန်ရတယ်ဟိုသိတာလေဗျာတချို့ film ရဲ့ဒီဟိုမှာ imperfection တွေပါဖုံလေးမြူလေးအဲ့လိုမျိုးဖတ်လေးတွေကစား screen မှာမြင်ရတယ်သိလားပြီးတော့ကွာကွာသူ့ရဲ့ texture မတူဘူးဗျာဘာနဲ့တူလဲဆိုတော့ပကြီကားတစ်ခုကိုဓာတ်ပုံကြည့်ရတာနဲ့အပြင်မှာသက်ကြည့်ရတာနဲ့မတူတဲ့သဘောတရားပဲဒီမျက်လုံးကသိတယ်ဗျာဒီကျွန်တော်အသေးစိတ်တော့မပြောတတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါတော်တော်ကွာတယ် taste တော်တော်ကွာတယ်ပြီးတော့ color rendition တွေပါလေနည်းနည်းလေးကွာတယ်ဗျာသိလားမတူတော်တော်သိတာ anyway အဲ့ဒါနဲ့ကျွန်တော်ဟိုအဲ့ဒီယုံမှာကျွန်တော်ကြည့်တယ်ပေါ့ဗျာကြည့်တော့ပထမတစ်ချိန်မှာကြည့်တဲ့အခါကျတော့ကျွန်တော်ကဟို Odyssey ဇာတ်လမ်းကိုလည်းသိမရင်းနှီးတော့catch up လုပ်နေရတယ်ကျွန်တော်ဟိုဇာတ်လမ်းကိုဘယ်လိုပြောရမလဲနားလည်အောင်စူးစမ်းနေတဲ့အချိန်မှာကျွန်တော်ကြံတဲ့ဟာတွေအာရုံမဆိုင်ဘူး cinematography တွေအတန်တွေသရုပ်ဆောင်ချက်တွေသိဂရုမဆိုင်ဘူးသူတို့ပြောနေတဲ့စကားကိုနားထောင်ရတယ်ဇာတ်လမ်းကိုဇက်ရည်လေအောင်စူးစမ်းနေရပါတော့ဒုတိယတစ်ခေါက်တွက်ကြည့်တဲ့အခါကျတော့ကျွန်တော်ကွက်တိဖြစ်သွားတာ IMAX 70mm film နဲ့ကြည့်ရတယ် Nolan ကြည့်စေခြင်းတဲ့အတိုင်းပေါ့နော်ပြီးတော့ဟိုဘယ်လိုပြောရမလဲသူ့ရဲ့ရှေ့မှာဇာတ်လမ်းကိုနားလည်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကြံတဲ့အပိုင်းတော့အာရုံစိုက်လို့ရပါတယ်ဗျာဒီလားဆိုတော့ cinematography ကိုသေချာကြည့်လိုက်ရတယ် acting တွေသေချာကြည့်လိုက်ရတယ် dialogue တွေကိုနှစ်ခါပြန်နားထောင်လိုက်တဲ့အတွက်သူ့ရဲ့ depth ကိုပို့ပြီးတော့နားလည်သွားတယ်ပေါ့နော်အဲ့ဒီအားသာချက်တွေအများကြီးရှိတယ်ဒီလားအဲ့လိုဖြစ်သွားတာကျွန်တော်ဆိုတော့အမှတ်တရပဲ opening week မှာဟိုဒီကားကိုနှစ်ခါကြည့်တယ်မတူတဲ့ format နှစ်ခုနဲ့ကြည့်ရအောင်နော် digital IMAX လည်းအဆင်ပြေပါတယ်မပြေဘူးတော့မဟုတ်ဘူးအဲ့လိုပြောလို့ဟိုကျွန်တော်တို့ဒီ IMAX 70mm မှာမကြည့်ရရင်မင်းကြည့်ရတဲ့ကြီးအားဆန်းမဖြစ်ဘူးမမိုက်ဘူးလို့ဆိုလိုတာမဟုတ်ဘူးဘယ်ဟာနဲ့ကြည့်သူ့ဇလန်အကြည့်လို့ကောင်းတယ်သိလားဘာထူးကြလဲဆိုပြဥမာ143နဲ့ကြည့်ရ IMAX ခုန 70mm အဆင့်နဲ့ကြည့်ရဆိုလို့ရှိရင်ကြတော့သူကဥမာဒီကျွန်တော်ဒီပုံရိပ်ကိုပဲဗျာဒီလိုမျိုးပုံမြင်ရတာပေါ့ဗျာသိလားပြီးတော့ပုံမှန်ကျွန်တော်တို့ရိုးရိုး IMAX တွေ digital IMAX နဲ့ကြည့်တဲ့အခါကျတော့190ဆိုတော့လိုလေးရဖြစ်သွားမယ်ပြီးရင်သူက 70mm တော့တက်တက်ရှိသေး IMAX တစ်စိမ့်မတက်တော့အဲ့ဒါကျတော့220ဒီလိုမျိုးလေးအဲ့လိုတော့ဖြစ်သွားမှာဗျာဒါပေမဲ့အဲ့ဒါကြီးကအရင်တော့လည်းမထူးကြနေဘူးလို့ပြောရမယ်ရတဲ့ format နဲ့ဒါရလို့ချင်း it's okay ကျန်တဲ့ဟာတွေက niche တွေလို့သဘောထားပါတော့ personally တော့ကျွန်တော်ကြုံကြိုက်လို့ပြောမယ်အဲ့လိုမျိုးခွဲကြတာကျွန်တော်လုံးဝမကြိုက်ဘူးသိလားရုပ်ရှင်နဲ့ပတ်သက်ပြီးတီထွင်တာလက်ခံတယ်ဗျာဒါပေမဲ့အဲ့လိုမျိုးလူတိုင်းမခံစားနိုင်တဲ့အရာတစ်ခုကိုအဲ့လိုကံကောင်းထောက်မှတဲ့လူတစုအတွက်ပဲအဲ့လိုခံစားလို့ရအောင်လုပ်တာမျိုးကြီးရတော့မမိုက်ဘူးပေါ့နော်ဒါပေမဲ့လည်းNolan ရွယ်ချက်ကအဲ့လိုမဟုတ်ပါဘူးသူကတော့တကယ်နီးပညာကိုဖောက်ထွက်ပြီးတော့ဒီဟာဟိုသူလွန်ခဲ့သူအသက်16နှစ်အရွယ်တည်းကလှုပ်ရှင်ခဲ့တဲ့ဟာတခုကိုသူဖြစ်အောင်လုပ်လိုက်တဲ့သဘောပဲဗျာဒီလားဟောပြောမယ်ကျွန်တော်တို့ရုပ်ရှင်ပြီးသွားတဲ့အချိန်2နာရီလောက်ဖြစ်နေပြီ2နာရီနော်နောက်နေ့အလုပ်လုပ်ရမှာနော်နောက်နေ့အလုပ်လုပ်ရမှာ2နာရီလောက်ဖြစ်နေတဲ့အချိန်မှာကျွန်တော်အယုံထဲကနေထွက်လာတော့
3နာရီပွဲမနက်3နာရီပွဲကိုကြည့်ဖို့တန်းစီနေလူတန်းကိုကျွန်တော်တွေ့ခဲ့တယ်မနက်3နာရီပွဲကြည့်ဖို့တန်းစီနေသူတို့ကြည့်ပြီးကျွန်တော်ပြန်လာအဲ့ရထားတွေစီကားတွေစီနေလမ်းမှာအိမ်ပဲရောက်ဖို့ကနောက်ထပ်1နာရီလောက်ကြာတယ်1နာရီလောက်ကြော်မယ်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့စီမှာည7နာရီကြော်သွားလို့ရှိရင်ရထားတွေရောကားတွေရောအရေးအတွက်နင်းသွားတယ်ပူကျဲသွားတာပေါ့နော်ဆိုတော့ပူဆောင်သွားတယ်အကြာကြီးပဲသိလားညောင်းချီပြီးတော့အဲ့ကားတွေလည်းဆိုတော့လူကကန်ရိုက်ထားလို့ပဲအိမ်ပြန်တော့ကျွန်တော်ခဏလေးနဲ့ကျွန်တော်အိပ်ပျော်သွားသေးတာဒါပေမဲ့စိတ်ထဲမှာကျေနပ်နေရပါတော့ဘာလို့ဆိုတော့ဒီ Odyssey ကကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေရုပ်ရှင်စာအုပ်တွေရုပ်ရှင်သမိုင်းတွေကြောင့်ပြောလို့ရှိရင်တောက်လျှောက်ထည့်ပြောတော့မယ်ကာသိကြတယ် Christopher Nolan ရဲ့အခုတွေကသူကဒီ DGA လို့ခေါ်တဲ့ Directors Guild of America ဆိုအဲ့အစည်းအရုံးရဲ့ဥက္ကဋ္ဌပြောရင် Director ဦးကြည်စိုးတို့လို့ပဲတင်ပါ American ဦးကြည်စိုးတို့ So anyway အနှစ်ချုပ်ကတော့ကွာခြားပါတယ်ကွာခြားတယ် IMAX 70mm တကယ် grand ဖြစ်တယ်ကြည့်ရတကယ်ကို immersion ဖြစ်တယ်ကျွန်တော်တက်ကြည့်ရဲ့ယုံကဒုတိယကြည့်ရဲ့ယုံပေါ့နော်အဲ့ယုံရဲ့ screen size ကအကြမ်းမြင့်ဆိုလို့ရှိရင်ပေ80ပေ100ရှိတယ် IMAX 70mm ရဲ့အားသာချက်ကကြောသူတကယ်အဲ့ format အပြည့်နဲ့ projection နဲ့ထိုးလိုက်ခေါ် image အပြည့်อ่ะအဲ့ဒီပိတ်ကားအပြည့်မှာ image အပြည့်ပေါ်တယ် That's special right အရင်မိုက်တာပဲကျွန်တော်အဲ့ feeling ကဘာနဲ့တူလဲဆိုတော့ကျွန်တော်ငငယ်လေးတုန်းကရေကျော်ပွဲစည်းတွေမှာဆိုရင်ညဘက်ကျွန်တော်တို့ဒီပိတ်ကားကြီးနဲ့ရုပ်ရှင်ထိုးပြတဲ့အစားရှိတယ်လမ်းမပေါ်မှာအဲ့ဒီ feeling ကလေးလေးဆိုတော့ရှင်းနားမှလည်းကြည့်ရတော့အဲ့တုန်းကအကြီးပဲအဲ့ပိတ်ကားကြီးသိလားအဲ့ feeling ပြန်ရတယ်အကယ်လို့အဲ့လိုယုံနေမရှိဘူးဆိုလို့ရှိရင်လည်းရတဲ့ format မှာအကြီးဆုံး screen နဲ့သာကြည့်သိလားကောင်းတယ်ကဘယ်လိုပဲဖြစ်အရသာအဲ့လောက်ကြီးမကွာဘူးတကယ်ကောင်းတယ်ရုပ်ရှင်နဲ့ပတ်သက်တဲ့ review တော့ကျွန်တော်နောက်ဗီဒီယိုမှာတခြားလုပ်ပေးပါမယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာတွေ့မယ်နော် see you